ကိုယုံကြည်ရမယ့်လူပြောတဲ့စကားအမှန်စကားလို့ယုံလို့ယုံကြည်မှုကိုအခြေခံထားတဲ့ဟာလည်းပဲတချို့ယုံကြည်မှုတွေလွဲမှားသွားတယ်ဒါကြောင့်မို့လို့သားသမီးကိုယုံစုံလုံးကမ်းလို့ပြောကြတာပေါ့ယုံလို့မှမရတာလေမိဘတွေဆိုတာသားသမီးရဲ့အလိန်ကိုတစ်နေ့ 3-4 ချိန်မခံရပဲမနေဘူးဆရာသမားတွေကလည်းတပည့်ရဲ့လိန်နာကိုမခံပဲမနေရဟုတ်တယ်မဟုတ်လားအမေမသိစေနဲ့အဖေမသိစေနဲ့ဆိုတာတွေအများကြီးပဲဆရာမသိစေနဲ့ဆိုတာလည်းအများကြီးပဲအထက်လူကြီးတွေမသိစေနဲ့ဆိုတာလည်းအများကြီးပဲလိန်ထားတာအဲ့ဒါလို့ယုံကြည်ပြီးတော့နေမယ်ဆိုလို့ရှိရင်ဒီယုံကြည်မှုကလည်းပဲမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်ဒါကြောင့်မလို့အမှန်တရားကိုယုံကြည်မှုနဲ့ဆုံးဖြတ်လို့လည်းမရဘူးတဲ့နောက်တစ်ခုကရုစီကိုကြိုက်တာကိုကြိုက်တာကိုတချို့ကအမှန်လို့ထင်ကြကိုကြိုက်လို့အမှန်ကလည်းပဲဘယ်တော့မှစစ်မှန်တဲ့အမှန်တရားမဟုတ်ဘူးအမှန်ကိုလည်းကိုယ်ကကြိုက်ချင်မှကြိုက်တာမှားနေတာကိုကိုယ်ကကြိုက်ချင်လည်းကြိုက်တယ်ဒါကြောင့်မို့ရုစီဆိုတဲ့အကြိုက်နဲ့လည်းအမှန်တရားကိုဆုံးဖြတ်လို့မရဘူးတဲ့မှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်ကိုကြိုက်တာကမှန်တဲ့အခါမှန်မယ်မှားတဲ့အခါမှားမယ်ဒီလိုဆိုလို့ဒါကြောင့်မို့ဒီအနုတ္တဝတို့တတ္တာတို့ရုစီတို့ဆိုတာတကယ်အမှန်ကိုမရှာနိုင်ဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုအာကာရပရိဝိတကဒါပါဠိစကားလုံးကိုပြောတာတခြားမဟုတ်ဘူးဘုန်းကြီးတို့ကိုယ်ပိုင်နဲ့ပြောတာမဟုတ်ဘူးပိဋကတ်၃ပုံမှာဘုရားဟောထားတဲ့ထက်ကထုတ်ပြောတာနော်မြတ်စွာဘုရားဟောတဲ့တရားဆိုတာယုံကြည်စိတ်ချရအောင်အာကာရပရိဝိတကအာကာရဆိုတာအကြောင်းကိုပရိဝိတကဆင်ញင်တွေ့တော့ကြောင်းကျိုးဆင်ញင်တာဒီကြောင်းကျိုးဆင်ញင်တာကိုပဲ logic လို့ခေါ်နေကြတာလေကြောင်းကျိုးစီလျော်ရင် logical ဖြစ်တယ် reasonable ဖြစ်တယ်နဲ့ပြောကြတယ်အကြောင်းနဲ့အကျိုးနဲ့ဒီလိုဆင်ញင်စဉ်းစားတာဟာလည်းပဲလုံးဝမှန်သလားလို့ဆိုတာအကြောင်းကိုဆင်ញင်သုံးသပ်ရုံနဲ့လည်းပဲမှန်ကန်မှုဆိုတာမရဘူးတဲ့ဆိုပါတော့မြစ်တမြစ်ရေတွေစီးလာတဲ့အခါကျတော့ဟိုမြစ်ဖြားမှာမိုးတွေရွာနေလို့ပဲမိုးကောင်းလို့မြစ်ရည်တွေတိုးတယ်လို့ဒီလိုပြောအဲ့ဒါထာဝရမှန်ကန်သလားဆိုမမှန်ကန်ဘူး10ဖောက်ချလို့လည်းမြစ်ရည်တိုးသေးတယ်နော်ဒီလိုဟာဆိုလို့တာပေါ့အကြောင်းကျိုးဆိုတာမှန်လို့မရဘူးလေအကြောင်းဆင်ញင်ယုံနဲ့အကုန်မသိနိုင်ဘူးတဲ့တချို့ဒါမို့မှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်အာကာရပရိဝိတကဟောနောက်ဆုံးတစ်ခုကဘာလို့ဆိုဒိဋ္ဌိနေဆာနဲ့ခန္တီဒိဋ္ဌိဆိုတာကိုယ့်ရဲ့အမြင်ကိုငါအမြင်ဟာဘာကြောင့်မှန်ကန်တယ်လို့ဆင်ញင်သုံးသပ်ပြီးတော့သဘောကျတွေးတာဟုတ်တယ်ငါအမြင်ဟာမှန်တယ်ဒီလိုဆင်ញင်သုံးသပ်လက်ခံထားတဲ့အရာဟာလည်းပဲအမှန်တရားလို့ဆုံးဖြတ်လို့မရဘူးတဲ့ဒါလည်းလွဲမှားပြီးတော့သွားနိုင်တယ်လို့အားလုံးပေါင်းလိုက်တော့၅မျိုးအနုတ္တဝတတ္တာရုစီအာကာရပရိဝိတကဒိဋ္ဌိနေဆာနဲ့ခန္တီတဲ့အဲ့လို၅မျိုးရှိတယ်အဲ့ဒီ၅မျိုးနဲ့အမှန်တရားကိုဆုံးဖြတ်လို့မရဘူးဒါဖြင့်အမှန်တရားကိုဘာနဲ့မှဆုံးဖြတ်လို့ရသလဲလို့ဆိုရင်ပညာနဲ့မှဆုံးဖြတ်လို့ရတယ်ပညာဆိုတာအလွန်စွမ်းအားကြီးတယ်ပညာဆိုတဲ့အဓိပ္ပာယ်ကပဆိုတာ
ကွယ်ကွယ်ပြားပြားခွဲခြားစိတ်ဖြာပြီးတော့ညာဆိုတာသိတာလုံးထွေးသိတဲ့အသိမျိုးမဟုတ်ဘူး analysis လုပ်တယ်လို့ခေါ်တာ analytical knowledge ပေါ့ခွဲခြားစိတ်ဖြာပြီးတော့အကြောင်းအကျိုးလဲဆင်ခြင်နိုင်တယ်ဘက်ဆုံးကကြည့်နိုင်တယ်အဲ့ဒီပညာနဲ့မှအမှန်တရားဆိုတာသိနိုင်တယ်ကျန်တာတွေနဲ့ဆုံးဖြတ်လို့ရှိရင်အမှန်တရားဆိုတာမရဘူးလို့ဒီလိုပြောအေးကောင်းပြီအခုလိုမြတ်စွာဘုရားကဒုက္ခသစ္စာလို့ဟောလိုက်တာတန်မြာကြီးရဲ့အခြေအနေတစ်ခုထုတ်ပြလောကလူတွေရထားတာဟာဒုက္ခသစ္စာဒုက္ခဆိုတဲ့အမှန်တရားဒုက္ခဆိုတာအမှန်ပဲရထားတာဒုက္ခကိုရထားတယ်ဒီဒုက္ခဟာလူမျိုးတစ်မျိုးသာရတာလားဘာသာဝင်တဦးသာဘာသာတချို့ဘာသာဝင်သာရတာလားတချို့ဘာသာဝင်တွေမရဘူးလားသက်ရှိတ attva တွေထဲမှာလူသားတွေသာရတာလားတိရစ္ဆာန်တွေမရဘူးလားရေတ attva တွေမရဘူးလားကုန်း attva တွေသာရတာလားလို့ဆိုမြည်သည့်တ attva ပဲဖြစ်ဖြစ်ဟောဒုက္ခအတူတူပဲနော်အားလုံးအတူတူပဲအဲ့ဒီဒါကြောင့်မို့လို့ဒီ problem ဟာဘယ်တ attva ပဲဖြစ်ဖြစ်ရေတ attva လည်းတဖြည်းဖြည်းအိုးလာတာကုန်း attva လည်းတဖြည်းဖြည်းအိုးလာနောက်ဆုံးသေးတယ်ဘယ်အရာပဲဖြစ်ဖြစ်တဖြည်းဖြည်းတရွေ့ရွေ့နဲ့အပြစ်ဘက်ကိုပြောင်းလဲနေတယ်ဆိုတဲ့ဒီနိယာမကြီးကိုကျော်လွှားနိုင်တာတရားတ attva တဦးမှမရှိဘူးမရှိသည့်အတွက်ကြောင့်ဒီနိယာမကြီးဟာလုံးဝမှန်ကန်တယ်လို့ဒီလိုပြောဒါကြောင့်မို့သစ္စာဆိုတာမှန်တယ်ပြောတာနော်အလွဲမရှိဘူးလွဲသွားတယ်ဆိုတာမရှိဘူးလေတကယ်မှန်တာပဲတန်တရားထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တဘာဝအခြေအနေကိုခြုံမိငုံမိအောင်ပြောမယ်လို့ဆိုရင်ဒုက္ခလို့ပြောစရာမှတပါဘာမှမရှိဘူးဘာမှမရှိဘူးအလုံးဟာတန်တရားထဲမှာဖြစ်နေတာတွေဒုက္ခပဲနောက်ဆုံးအဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဒုက္ခအရိယသစ္စာအရိယသူတော်စင်တွေသတ်မှတ်ပြီးတော့သိတဲ့အသိဉာဏ်နဲ့သိတဲ့အမှန်တရားဆိုတာဒါနံပါတ်1ဒုက္ခပဲဘာပဲဖြစ်ဖြစ်လောကမှာဖြစ်လာသမျှအရာတွေဟာအကြောင်းမဲ့မဖြစ်နိုင်ဘူးအကြောင်းဆိုတာရှိတယ်အဲ့ဒါလို့အကြောင်းကိုရှာလိုက်တဲ့အခါကျတော့အကြောင်းရှာတဲ့အခါမှာမတူညီသောအကြောင်းတွေကိုထုတ်ပြလေးရှိကြတယ်လူတွေခံစားနေတဲ့ဒုက္ခဒုက္ခဘယ်သူလှုပ်ထားလဲလို့အကြောင်းကိုရှာတဲ့အခါကျတချို့ကသူ့ဟာသူလှုပ်ထားလို့ဒီလိုအကြောင်းတစ်ခုကိုရှာပြတယ်နောက်တစ်ခုကတော့သူကသူလှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုတယံကာရကိုယ်တိုင်လှုပ်တယ်နောက်တစ်ခုကဒါကိုလက်ခံလားဆိုတော့လက်မခံဘူးသူကဘာပြောတော့ဆိုပရံကာရသူလှုပ်တာမဟုတ်ဘူးတခြားသူကလှုပ်တာလူတွေခံစားနေရတဲ့ဒုက္ခဒုက္ခဘယ်သူလှုပ်တာသူများလှုပ်တာသူများဆိုတာဘယ်သူတုံးဆိုဖန်ဆင်းရှင်ပေါ့ဖန်ဆင်းရှင်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေကြတာသူတို့ဘဝကြုံတွေ့ရသမျှဟာပရံကာရထာဝရဘုရားသခင်ကြီးကလှုပ်ထားတယ်လို့ဒီလိုပဲယူဆအဲ့ဒါပရံကာရကိုခေါ်တယ်